မတ်တာလာပါပြီအနုပညာရှင်များဟာအောင်မြင်မဲ့အနုပညာရှင်များခဏခဏတုံးကြော်ပါတယ်ရွှေမန်းတမောင်လည်းခဏခဏတီးပြီးဖြစ်တာပဲဟုတ်ကဲ့ဟောတို့လီပါတီတော်များရင်ကြည့်ပါလားဟုတ်လို့လာရှိုးတီဘောကြောင်မဲ့ရှမ်းပြည်တွေသွားကြတော့မှန်ပါအပြန်ငါငှက်ဖျားပါလာတော့6လမကဖြစ်ဩပိဿကတေးပြီးထင်းနေတာဒါပေါ့နလန်ဒပြန်ကချင်တော့နောက်လို့ရှိဆရာတွေသွားတယ်ဆရာရဲ့ကျမတို့ပိဿကတေးပြီးထင်းနေပါတယ်လေးပါတီမသေးသေးတဲ့ကြောင့်တချင်းတစ်ပုတ်ရေးပြီးတော့ရေးတာဆရာတင်ဟုတ်ကဲ့ဆိုတာလေးပါတီတော်များရင်ဟုတ်ကဲ့တီးတာဘယ်သူမှလဲဘယ်သူပါလဲစိန်ပီတာကဩအဲ့ဒါလေးကိုတင်ပြရလို့ပါကောင်းဆရာထက်မွေးရှင်လားဟုတ်ကဲ့ရှောက်ပါပြီသမီးရေရှင်ကဲကျွန်တော်သမီးတွေရှာကြည့်ပါအတန်ရလဲရှည်ဟုတ်ပါရုပ်တရားလဲကျွန်တော်နဲ့လိုက်အောင်ခေါ်ထားတာရှည်ခမရနဲ့လာလိုက်အောင်ခင်ဗျတို့ငန်းပြားကြီးရက်ကိုစားရမှာမဟုတ်ဘူးဟုတ်တယ်တော်သေးတယ်ကိုယုံနဲ့ကိုကြီးတို့ကြက်သားဟင်းနေစားညောင်ကြီးရွက်နဲ့လည်းလိုက်ပါတယ်အမင်းကလည်းသမီးရေရှင်ဆရာပြောမယ်အတန်ကောင်းမှုမလို့ဘူးဟုတ်တယ်အဆိုးကောင်းမှုမလို့မလို့နင်တို့အဖလူကျင်တာကလေးပါတီရဲ့ဆိုပေါက်နော်ဘုသူတပြောင်းလေးပါတီရဲ့ဆိုပေါက်ညီကတပ်ပြားနဲ့လည်းကျင်ခိုင်းတာပြီဟုတ်ကဲ့လေးပါတီရဲ့ဆိုပေါက်နဲ့မတူတူအောင်ဆိုအကူရူရဲ့မြစ်တန်မမရူကချစ်တန်လီပါတီနဲ့တူးတယ်ကွာတပေါက်သေးပဲဘာလို့ဆိုပေါက်မင်းစကားကြီးကမြင်ဘူးသလိုလိုပဲဆိုပေါက်စီရနာကဖြူရအာပြေအဝိယမပြေဝလို့ညပရမီကိုအပါတီမတိပါဘူးရှင်တပိတတရှိစေဒီနိုင်ယူလာဒီပါတီရဲ့ဒီတရားကြီးစပါလို့ဒီကလောက်ကြားလိုက်ချင်ပါသည်ဒီနေမယူလာလီပါတီရဲ့ဒီတရားကြီးစပါလို့ဒီကလောက်ကြားလိုက်ချင်ပါသည်အချီလေးတိုးရဲ့အနီလေးတိုးရဲ့အချီလေးတိုးရဲ့အနီလေးတိုးရဲ့အချီလေးတိုးရဲ့အနီလေးတိုးရဲ့မသေးပဲကိုယ်ွယ်ညော်တော်မူကြသည်အော်မမုန်းနေတော့ကျမဒီကျုပ်တော်နာပါသည်တုံးချောမလေးပါတီအော်အာလန့်တာဖြည်းဖြည်းအော်ပါဘုမထလာကကြီးဘုမထလာကဘူးနောက်တမျိုးဒုက္ခပါအော်မမုန်းနေတော့ကျမဒီရောက်တော်လာပါသည်တုံးချောမလေးပါတီဒီသချင်းကိုစဆိုတာတို့မန္တလေးမြို့ဝင်းလက်ယုံနာရုံးဝင်းရဝင်းဖျားပွဲဟုတ်ကဲ့ရှင်းတော့အဲ့ဒါမြို့လေကောင်ပွဲဆိုတော့ဘယ်အငိမ့်ဘယ်ဇက်မှမငားရဘူးတပင်တွေတွေကလာပြီးတော့ကြော်ညာပြီးကကြတယ်ဟုတ်ကဲ့ဗျာနော်လီပါတီလည်းသူ့ရဲ့ငိမ့်မှာလူရှင်တော်ဘသူပါဒီဝိုင်းပလမ်းမှာဘသူပါအော်ဘာတော့လည်းရှင်းတော့ကဘသူပါကြော်ညာကြတဲ့ပွဲဟုတ်ကဲ့အဲ့ဒီပွဲမှာမင်းသားမင်းသမီးဘလောက်များဆိုင်းကြတယောက်သေးဘသူပါလဲစိမ့်ပေးတာဩနော်စိတ်ပြတာပဲတီးရတယ်အဲ့ဒီပွဲမှာဒီပါတီကသူမသေးသေးတဲ့ကြောင့်အဲ့ဒီပွဲစဆူလိုက်ပြီဟုတ်ပြီအော်မမုန်းနေတော့ကျမဒီရောက်တော်လာပါသည်တုံချုံမလေးပါတီးဆိုပြီးဟုတ်ကဲ့စိတ်ပြတာကစဉ်းစားဘာစဉ်းစားဒီပါတီနလန်ဒဟုတ်တယ်အားမရှိဟုတ်မကနိုင်မှန်နေလေးပါတီနလန်ဒကနေအောင်စိတ်ပြတာကတက်တက်ညံ့ညံ့နဲ့ဆိုင်းကိုခက်ကြေးကြေးလေးဘလို့ဝါလာလာလာဆိုင်ရဒါတော့ကျင်းနေလေပါတီကဒီလိုဆိုင်မျိုးကြာအပြော့ပေါ့အေးစေးပဲအမလီနေလားငါလားဆိုင်ပေါ်နေပြီးတော့ကချပြတာဟာပိဋကကလည်းမမြင်မမြင်မတွေ့ရကြတော့သဘောကျလို့အော်ဖာလည်းခုတွေကြလာတာမြိုင်ကွာဝဲဦးချောင်းဆိုပြီးတော့အဲ့ဒီအတော်ရောင်းကောင်းတာမြေလေးပါတီတော်မြတ်ရင်ပြောတာဘယ်ဝဲဦးချောင်းပါဒီဦးလေတော်မြတ်ရင်ဝဲဦးချောင်းပြောတာလားလို့အမလီအော်ဖာလည်းခုတွေကလေးပါတီကိုကြောက်တော့စိတ်ပြတာအောက်ကမနာလို့တာပေါ့အောက်ကတီးတာပေးတာပိဋကမေ့တော့ကဲအောက်ကတင်းနေတာဖေးဓမ္မသိအောင်ပြသေးတာပေါ့ဆိုဘယ်လိုလုပ်တယ်မှတော့ဘယ်လိုလုပ်ဒီပါတီချီပဲထိုးလို့လက်ပဲချိုးမှမသိပဲကာချိုးပြောက်ပြီးတော့အယုတ်ချိုးပြဝေါဆိုပုံလဲအောင်တီးပြတာဟုတ်ပြီအဲ့ကြောင့်ပိတ်တော့ဟာမ
င်းသမီးပုံလဲဆိုတော့ဆိုင်းရဘက်နဲ့လောက်တော့ဆိုင်းရဘာလို့အဲ့ကျတော့ဩဖေးတာပါလားစိန်ဖေးတာဆိုမှတော့ဘယ်မင်းသမီးမျိုးအန်တူနိုင်မှာတော့အမလီဩဘာလက်ကိုတည်းအဲ့ကျမှစိန်ဖေးတာပဲစောင်းသွားတာဖေးတာကွာဆိုစောင်းသွား ပြန်ရောက်သွားတယ် ဒီပါတီအဲ့ကျဟိုတော့ငါမှားပြီငါဆရာလည်းမကြော့သေးပါတော့ဆိုတော့ပိတ်သက်ပုံလည်းမှာအငိမ့်ကောင်ကဆင်းပြီးတော့တလားလူငယ်အောင်စိန်ဖေးတာကိုထိုင်ကြော့ကြရတယ်အဲ့လောက်ကြီးလေးပါတီအဲ့လိုကြော့ရလောက်အောင်လဲစိန်ဖေးတာကိုလူတိတယ်မှတ်တယ်လူတိတာပါခင်ဗျာ ဟုတ်ကဲ့ ဆရာဘူးစိုင်းတော့မှခစ်တာကြွပြီပါ စူးစူးစက်တက်ဟေးချာမမင်းကြီးတယ်ပြောလေးပါတီလန့်ကောချာပြော အချိချပြစမ်းပါမင်းကလေပေါ့ပေါ့ပြေပြေငါပြည်ထူးမှပါဘူးရဲ့စေတနာကောင်းတာအဲ့ဒါမင်း တော့သဘောကောင်းတဲ့ကောင်ဇင်မျိုးတောင်မင်းကလည်းလက်ကွင်းတီးတာအားတဲ့အိမ်နဲ့တီးတာမှာကွာဒီမဲ့လက်ကွင်းတီးတယ်ဆိုတာဗဒိတ်ပါတဲ့ ဘလို့လို့ သူကပေါင်ချန်ညက်ပြီးပေါင်ချန်ညက်ဒေချာညက် ကဲဒီမီ ဆရာ ဟေးလာလိုက်ဟေး မေရင်မာပါသည် ဟုတ်ပဲလေ မမြရင်မာပါသည်ပြီးတော့စားဤပြီးတော့စားအဝေးကပြီးတော့စားအရကလာချတယ် ဒီတာစာဆို မေရင်မာပါသည် ဟုတ်ပဲလေ မမြရင်မာပါသည်ပြီးတော့စားဤပြီးတော့စားအဝေးကပြီးတော့စားအရကလာချတယ် အေး အင်မတန်ကျေးဇူးတင်ပါသည်အလွန်မတန်မှကျေးဇူးတင်ပါသည်အောင်မေမေမသေးလို့တွေ့ရမေနိုင်မအောင်မလားမေနိုင်မအောင်မလား ကဲဒီမီ ဒါသာလို့ အင်မတန်ကျေးဇူးတင်ပါသည်အလွန်မတန်မှကျေးဇူးတင်ပါသည်မြတ်ရင်ဘုရားကောင်တရားကောင်ကြီးဘုရားကောင်ကြီးတရားကောင်ကြီးဒါပဲဟုတ်ပြီးတဲ့စကားကိုမကြားခြင်းပါသည်မမုန်းနေတော့ကျမအလီရုပ်တော်လာပါသည် တုံးကြော်ပါလေ ပါတီဘောဘောဘောလ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 ာ ဟေးကဲဒီမီ ဒီကုညာဂီတသာလို့ဆရာစိန်မြဖို့ ဝရိယမင်းသားလေးကိုဝင်းနောင်ရဲ့တူးစီတော်တေးရဆရာလေးပေါ့ ဆရာစိန်မြဖို့တဲ့ ပြင်သစ်ပြန်ကြီးလောက်လာရအာသတိ